ဒီကားလေးကလှလိုက်တာရရကိုရောင်းပေးပါလား ဘာလဲဖြင့်ရွာအီးနေ ရှင်မရိုင်းလိုက်တာ အားတို့ယောက်ျားလေးတွေရဲ့မာနဆိုတာလက်ပြပုံလို့တစ္ဆာမရှိတဲ့မိန်းမတွေရဲ့မျက်ခွက်ကိုတည်ပြီးတော့ဖောက်ခွဲပလားမတနာနဲ့တနာနဲ့နွားဖြစ်သွားတယ်တယောက်တည်းတောက်ပါလိမ့်စမ်းပါ နီးချစ်တို့ဒါလို့ဆိုတာမင်းတို့လိုအကြောတင်းလေးတွေစောင့်တတ်တဲ့အရာရောက်လက်ဆောင် ရတဲ့ပဲဟုတ်မင်းငါကောင်မလေးလုံးလား အခုကရီးစားစကားပြောလိုက်တာလား ဟုတ်တယ်ကောင်မလေးရဲ့ဟောဒီဆံပြားကနေပြီးတော့ဟိုးခြေသေးကုန်လေးဒီကိုချက်တယ် မင်းပြောတော့ main ကလေးတွေကိုမုန်းနေဆိုအခုလိုဖြက်ဖြက်လူပြီးအချစ်ယူကြီးဖြစ်နေတဲ့ပုံစံချိမကောင်းဘူးနော် ငါအချစ်ယူမင်းကလင်တာယူအခုပဲကိုယ်တစ္ဆာမဖောင်းလို့တော့ခရီးပဲ အတိ ခရီးပြန်လက်ပံဖြတ်ခံမှာတော့ ဖြတ်ပေါ့ သေးဖို့ဖြူရောင်နေ ဟဲ့အောင်မင်းဘယ်ကောင်လဲပြောမင်းကဘာတူလဲငါရရစီဖုံးဆက်နေတာပတ်ဆက်တယ်ရှာတတ်ပံကကောင်မလေးကွာ ငါလိုချင်တာမင်းရဲ့စိတ်တွေအချစ်တွေအကုန်လုံးကွာအကုန်လုံး တို့ရဲ့အလားပါအချိန်တိုင်းပြည့်ညာတယ်အားလုံးကမင်းအတွက်ကြီးပဲ ဟုတ်ပါလေမင်းကအချိန်တိုင်းအပြည့်ပါပဲမင်းမပြည့်တော့အုံနောက် မင်းပေးသမျှအရာတွေအားလုံးကအချိုတွေကြီးပဲ ရှင်တို့နှစ်ယောက်ကြားထဲမှာပတ်သက်မှုမရှိဘဲနဲ့အဲ့မိမအလောက်ကြီးနောက်ဆက်စရာအကြောင်းမရှိပါဘူး ရှာတတ်ပံငါကဘာကြီးတစ်ခုလုံးမင်းကိုဘဟုံးပြုတ်ပြီးလက်ပတ်နေလားမင်းသားလေလား ဒီအယူမောင်ပြိုးထောင်ပေးထားတဲ့အမေကကျွန်တော်ကိုချော့သိပြီးနောက်ယောက်ျားရှိသွားတဲ့အမေ ဟာမင်းမတည်သေးဘူးလားမင်းတည်နေနေပြီကွာ နောက်ကြောက်တွေရှုပ်နေတယ်ဒီလိုအယူတရားကိုမမီလုံးကတော့ဘာမတူဘူး ဟောလေ မိမကြောက်ကိုလက်ထက်ယူထားပြီးကျမပုံတူဆွေးရှင်ပြောတော့ကျမရသက်ပံငါကောင်မလေးပါစိုး ကျွန်တော်မှရှိတာဆိုတော့ဒီလက်ပါတက်တယ်မင်းရဲ့ခောက်ပြန်တဲ့အချင်းလေးရှိတယ် အချစ်တွေထပ်တူမကြတဲ့အခါနာကျင်ရတယ်